ကဘာပေါ်ကလူသားတွေတူးဖော်ခဲ့သမျှရွှေတွေအားလုံးကိုတနေရာထဲမှာစုပုံလိုက်ရင်ဘလောက်တောင်ကြီးမားမယ်လို့ထင်ပါသလဲအေးဟာမအဆောက်အုံကြီးတစ်ခုစာလောက်လားတကယ်တော့အခန်းကျယ်တစ်ခန်းစာကုဘတုံးလေးတစ်ခုစာလောက်ပဲရှိတာပါဒီလောက်နဲပါတဲ့သေးငယ်တဲ့တပ်တုလေးကဘာလို့များနှစ်ထောင်ပေါင်းများစွာကမ္ဘာစီးပွားရေးတစ်ခုလုံးကိုလွှမ်းမိုးထားနိုင်ရတာလဲရွှေရဲ့ဇလန်းအစကကမ္ဘာပေါ်မှာစတာမဟုတ်ပါဘူးပောက်ကွဲနေတဲ့ဂျယ်ရီစီကနေဥက္ကာပြန်တွေကနေတဆင့်ကဘာမြေပေါ်ကိုရောက်လာတာပါဘယ်တော့မှတန်ကြီးမတက်ဘူးအယောင်မပြေဘူးဒီလိုထူးခြားတဲ့ဂုံတက်တီတွေကြောင့်ပဲရှေ့ခေတ်ကလေးကလူတွေကရွှေကိုအမျက်တနိုးတန်ဖိုးထားခဲ့ကြပါတယ်အခုအချိန်ထိလဲကဘာရွှေ45ရာခိုင်နှုန်းကိုလက်ဝတ်ရတနာတွေအတွက်သုံးနေကြဆဲပါရှေ့တုန်းကလူတွေကကွန်ပစ္စည်းတွေဖလှယ်ဖို့အတွက်နွားလိုတကယ်အသုံးဝင်တဲ့အရာတွေကိုသုံးခဲ့ကြပါတယ်ဒါပေမဲ့တေရခတ်တဲ့ခွဲဝေရခတ်တဲ့ပြဿနာတွေရှိလာတော့တေရလွယ်ပြီးခွဲဝေရလွယ်တဲ့ဒီရွှေကိုပဲငွေကြေးအဖြစ်ပြောင်းလဲသုံးဆွဲလာကြတာပါတကယ်တော့ရွှေကစားလို့လည်းမရသလိုအသက်ရှင်ရပ်တည်ဖို့အတွက်လည်းအသုံးမဝင်ပါဘူးဒါပေမဲ့ဘာလို့တန်ဖိုးရှိနေတာလဲအဖြေကတော့ယုံကြည်မှုကြောင့်ပါလူတိုင်းကရွှေဟာတန်ဖိုးရှိတယ်လို့စုပေါင်းယုံကြည်ကြတဲ့စိတ်ပညာပိုင်းဆိုင်ရာယုံကြည်မှုကြောင့်သာရွှေဟာအစွမ်းထက်တဲ့ငွေကြေးတစ်ခုဖြစ်လာတာပါရွှေတွေအများကြီးတေရခတ်လာတဲ့အခါမှာဘဏ်တွေမှာသွားအပ်ပြီးဘဏ်ကထုတ်ပေးတဲ့စက်ကူငွေတွေကိုကိုစားအသုံးပြုလာကြပါတယ်အဲ့ဒီကနေတဆင့်စက်ကူငွေကြေးတိုင်းဟာဘဏ်မှာရှိတဲ့ရွှေပမာဏနဲ့တန်ဖိုးတူညီရမယ်ဆိုတဲ့ရွှေစံနှုန်းတွေဆိုတာကလည်းဖြစ်ပေါ်လာပါတယ်လူတိုင်းကဘဏ်ကနေရွှေတွေကိုဗျိုင်းတူပြန်ထုတ်တဲ့အခါမှာပြဿနာတွေကတက်လာပါရောဒါကြောင့်အမေရိကန်အစိုးရက1973ခုနှစ်မှာဗဟိုဘဏ်ကိုတည်ထောင်ခဲ့ပါတယ်1930ပြည့်လွန်နှစ်တွေကစီးပွားပြက်ကတ်ကြီးဖြစ်လာတဲ့အခါမှာတော့သမ္မတ FDR ကရွှေစံနှုန်းကိုဖျက်သိမ်းပစ်လိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးရွှေနဲ့ကြောထောင်နောက်ခံမရှိဘဲအစိုးရကသာအာမခံတဲ့ယနေ့ခေတ် Fiat ငွေကြေးစနစ်ကိုစတင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အပြီးမှာ American Dollar ဟာကမ္ဘာအရန်ငွေကြေးဖြစ်လာခဲ့ပြီး American ကဒေါ်လာကိုရွှေနဲ့အချိန်မရွေးပြန်လဲပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ American ကငွေတွေအများကြီးရိုက်ထုတ်ခဲ့တဲ့အတွက်နိုင်ငံတကာကရွှေပြန်လာရွေးတဲ့အခါရွှေမလောက်တော့ပါဘူးဒါကြောင့်1982ခုနှစ်မှာသမ္မတနက်ဆင်ကဒေါ်လာကိုရွှေနဲ့လဲလှယ်ခွင့်တရားဝင်ရပ်ဆိုင်းလိုက်ပါတယ်ဒီနှစ်ခေတ်ငွေကြေးစနစ်ဆိုတာအစိုးရအပေါ်မှာယုံကြည်မှုတတ်ပါဒါပေမဲ့အစိုးရရဲ့မူဝါဒတွေမတည်ငြိမ်တဲ့အခါငွေကြေးဖောင်းပွားမှုတွေကိုစိုးရိမ်လာတဲ့အခါမှာတော့လူတွေရောနိုင်ငံတကာအစိုးရတွေကပါဘယ်သူကိုမှအားကိုးစရာမလိုပဲရွှေကိုပဲပြန်လည်ဝယ်ယူစုဆောင်းလာကြပါတယ်အခုဆိုရင်ကမ္ဘာအစိုးရရဲ့ထိန်းချုပ်မှုကနေကင်းလွတ်တဲ့ digital ရွှေလို့တင်စားနေကြတဲ့ Bitcoin လိုငွေကြေးအသစ်တွေခေတ်စားလာနေပါပြီဒါပေမဲ့ကမ္ဘာကြီးမှာမတိချာမရေရာမှုတွေဖြစ်လာတိုင်းလူသားတွေအမြဲတမ်းယုံကြည်စိတ်ချစွာအပြေးလွှာပြန်သွားတတ်တဲ့နေရာကတော့ရှေ့နှစ်ထောင်ပေါင်းများစွာကလေးကတန်ဖိုးထားခဲ့တဲ့ဒီရွှေစီကိုပါပဲကဲဒီဗီဒီယိုကိုကြည့်နေတဲ့တငယ်ချင်းတို့ရောကိုယ့်လက်ထဲမှာငွေပုံငွေရှန်လေးရှိလာရင်ဘိုးဘွားတွေလက်ထက်ကလေးကတေချာတဲ့ရွှေကိုပဲဝယ်စုမလားနိုင်ငံခြားငွေကိုပဲစုမလားဒေါ်လာကိုပဲစုမလားဒါမှမဟုတ်ခေတ်ရည်စည်းကြောင်းအတိုင်းခရစ်တိုထဲကိုပဲယင်းနှမြုပ်နှံမလားcomment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးဒီလိုဗဟုသုတရစရာဗီဒီယိုအကြောင်းအရာများကိုလည်းဆက်ကြည့်ချင်တယ်ဆိုရင်တော့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်